Okay, yeah. အခုကကျွန်တော်တို့ကအဲ့အပေါ် ဒီလောက်တော့မလုပ်ဘူးစီစီရိုတောင်း ပတ်တိုင်နဲ့စီစီတီက6ပေလောက်ကြီးနော် ဒီကအကျိန်လား ဒါပထမပါ ပ ဗျာ ထမပဲဒီကညာလို့တော့ အတွင်းတော့ပါဒါပထမအချိန်ပါ ဖျားကြီးပထမအချိန်မှာဖျားကြီးဟော ဖယားကြီးမှလေရွှေတင်ကန်းကတ်လို့ရသေးလား ရပါဘူး ရပါတယ်ဗျစတင်ကနေတိုင်းကတ်လို့ရပါတယ်လက်9နာရီကနေပြီး3နာရီလောက်ထိရပါတယ် မကိုက်တော့တောင်းသွားတယ်ဟိုက တိုင်းရင်ကနေနေပြီးတော့အေး ဒီတိုင်ကြီးကရော တာကြီးတွေလည်းပြတ်ပါတယ်ခင်ဗျာ 9တန်းပြပါတယ်အနောက်မှာလာမှာပါဗျ ဒီကကုတာဝင်ပြီး တောက်ရှာကောင်းတော့နော် ဟိုအဲ့ကျောင်းတော်ကြီးနှစ်ပိုင်းပိုင်းသွားတဲ့ဟာတွေကြားလိုက်သူကဟိုနှစ်လက်မလောက်ကိုဆုံးအပေါ်ရောက်အပေါ်မှတော့ ဒီတိုင်းအသေးတစ်လုံးလာတော့ရှိရနော်တိုင်ကို ဟုတ်ကဲ့ဟုတ်ပါငါတလုံးတော့ ဟုတ်ကဲ့နားချက်က ဒါပဲနော် အုပ်ပဲအားကိုးထားတဲ့ခါကျတော့အုပ်ကသူကဘယ်လိုပေါ့မလဲကျွန်တော်တို့ဟိုဆိုရင်တော့သူကဖီအားကိုခံနိုင်တယ်ကွင်းညွတ်တဲ့ဟာမရဘူးကွေးပါလို့ပေါ့မရတော့အားကြောင့်ဟုတ်ကဲ့ အထက်အောက်ကလာ ဆောင်းတယ်သူက ဒါအရှင်းမဆောင်းနိုင်ပါဗျ ရှင်းဆောင်တယ်အဲ့ဒါကြတော့လူတွေနည်းနည်းထိခိုက်တယ် ဘိုးတန်ကြီးဘိုးတန်ဒီဘက်လာထန်လေဒါပါငါကြီးရ ဒီမှာလည်းဘာနေရာပြေးရဟဲ့ ပြေးကြပြေးတော့ပြေး ဒါပါဘိုးတန်ဒီလာထန်ပါ ဟိုကလည်းပစ္စည်းတွေကျွန်တော်နဲ့ဝင်ကိုပါအဲ့ထဲမှာနော်ဒီကောင်ဖေးကြတယ်ထားတာဟာလားဒီတူကူပြေကုန်ညာဆေးရတော့ဆေးပြီးကုန်တယ် ဘယ်နေရာမှာထိခိုက်ကဂုံးနေရာမှာထိတယ် ကောင်းကျွန်တော်ဒီဥပကပတ်ရပါအဲစစ်စစ်လေးလာပါအဲ့ အဲ့ကလေးလေးဆုံးတယ် အော်မောကွက်နေ ကလေးဆုံးဖတ်ထားတယ် ဒီမှာအဓိကနာလို့ဒါဥပကပြန်ပြီးဝင်ပေါ့ပေါ့ အဲ့ဒီခပြက်ကြီးကပြိုကျတာ ကိုကြတာလုံးဝအောက်ကိုပြုတ်ကြတယ် အဲ့ဒီအောက်မှာ6ရက်နော် ရောက်သွားတယ် 9ယောက်ပြည့်စည်တယ်အဲ့အောက်သူကအရှိဘက်ကိုပြေးတဲ့လူတွေလွတ်ပြီးတော့အဲ့ဒီပြိုကျတဲ့အချိန်မှာအနောက်ကိုပြေးတဲ့လူတွေဆိုအရှိကိုပြေးမယ်သူကအဲ့ဒီပြိုကျပြီးတော့ အဲ့မှာအကြာကြီးနေတာအဲ့ဒီကဥပုံတွေ 9ယောက်ပြည့်စည် ဆောက်နေဘာလို့ခိုင်းတော့ဟောယောဂီထမိန်နဲ့အဲ့ဒီတော့ခိုင်းတာဝက် ဒါပေ ဝ မဲ့ က် ကျွန်တော်တို့ဓာတ်ပေါ်တွေက တော့ဆိုအဲ့နားမှာကျွန်တော်အကြာကြီးနားတော့ကြာအဲ့ ဒီနေ့တော့ဖြစ်တဲ့ဆိုလက်ထံ9ရက်အတွင်းပေါ့ဓာတ်ပေါ်တွေအကုန်လုံးရတယ် လူကအညမဖြစ်တယ်အညတင်ကုန်သွားမှာပဲညာ ဟုတ်ဒီ